တောင်းပန်ပါတယ်ဗျာကိုမိုးညိုခိုင်းခဲ့တဲ့ကိစ္စကိုကျွန်တော်အောင်မြင်အောင်မလုပ်နိုင်ခဲ့ဘူးမင်းလည်းတနိုင်ကြတော့ကြိုးစားခဲ့တာပဲအမေခွန်းတော့ပါကျေးဇူးတင်ပါတယ်ဗျာနောက်တစ်ခါအဲ့လိုမဖြစ်အောင်ကြိုးစားပါမယ်လို့ကျွန်တော်ကတိပေးပါတယ်ယောက်ျားဆိုတော့လွယ်နဲ့ဂရိမပေးရဘူးဂရိပေးပြီးပြီဆိုရင်လည်းတက်နဲ့ရင်းပြီးစောင့်ထင်ရတယ်အဲ့ဒါကိုမင်းနားလဲနော်ဟုတ်ကဲ့နားလဲပါတယ်ကိုမှုညူတာခိုင်းလိုက်ပါကျွန်တော်အသက်ဆုံးမဝန်မလေးပါဘူးကောင်းပြီလေဒီကမင်းစကားမင်းမှတ်တာဦးမင်းဆက်ကစီကမြေပုံကိုကျုပ်တို့အင်အားနဲ့လူယူရင်မကောင်းလားအဲ့လိုလုပ်မယ်ဆိုရင်မိုင်မဲရကြမှာပေါ့ဦးမင်းဆက်ကရဲ့တိုင်းပညာစင်တန်းဘယ်လောက်ထိမြင့်နေဆိုတာဘူးမှမခံမနိုင်တာငါတို့တွေကမြေပုံရဖို့ခွင့်ရနေသွားပြီဆိုပေမဲ့ငကနိုင်သားရဖို့တော့ခွင့်ရရှိနေပါလေဟုတ်တယ်ကိုမိုးညိုငကနိုင်သားကဦးလောင်းလက်ထဲကိုရောက်သွားပြီဆိုတော့ကျွန်တော်တို့ဝိုင်းပြီးတိုက်ခိုက်လို့ရှိရင်ဒီကောင်မခံနိုင်တော့ပါဘူးမင်းတို့ကောင်တွေကအားရှိလက်ယုံအားကိုးဖို့ပဲစဉ်းစားနေကြတယ်အင်းအားဆိုတာလက်ဟတ်တံမဖြုံးတိရဘူးကွာငကနိုင်သားကိုရဖို့ဆိုရင်တော့ဦးတောင်းကိုတိုက်ခိုက်မှာပဲဖြစ်မှာပေါ့ကွန်မွန်တိုက်ခိုက်ဖို့မလိုပါဘူးကွာခုဆိုရင်စန်ဒီကဦးတောင်းသားမှာရှိတယ်စန်ဒီသာဦးတောင်းကိုစီးယုံနိုင်မယ်ဆိုရင်ငကနိုင်သားလည်းရငါတို့အဖွဲ့အတွက်ဦးတောင်းလို့အစ်မြင့်တိုင်းသမားတယောက်လည်းထပ်ပြီးရတာပေါ့ကွာငါ့ကိုကြည့်ရနှစ်ချိန်ရှိပြီလားဒီတစ်ခေါက်ပြန်တွေ့ရတာရှင်းရဲ့တိုင်းပညာတော်တော်တိုးတက်လာပုံရတယ်ဒါပေမဲ့လူတွေရဲ့ကောက်ကျစ်မှုကိုတော့ရှင်ကျော်လွှားနိုင်မှမရသေးဘူးမင်းကိုမိုးညိုပြောသလိုပဲလောကကြီးကတော်တော်ကိုဟန်ဆောင်လင်းညာမှုတွေများတာပဲဒါအခုမှအစပဲရှိသေးတယ်ရှင်လက်ထဲမှာငကနိုင်သားရှိနေတဲ့၍ရှင်